အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်တောက်ကြသားသမီးများအတွက်လာရောက်ဟောပေးခြင်းဖြစ်ပါတယ်တောက်ကြသားသမီးများအတွက်ဒီကာလဟာအရင်ကထက်ကံလှုပ်ရှားမှုများလာတဲ့အချိန်တစ်ခုဖြစ်နေပါတယ်နော်အထူးသဖြင့်အရင်လတွေတုန်းကလှုပ်သမျှကြမ်းကြတာမျောလင့်ထားသလိုမဖြစ်တာပါနော်လူယုံမှားပြီးတော့စိတ်ပြည့်ရတာတွေကြုံခဲ့ရပေမဲ့အခုကစပြီးအခြေအနေတွေတဖြည်းဖြည်းပြောင်းလာနိုင်ပါတယ်နော်တောက်ကြသားသမီးတွေကဒီကာလမှာစိတ်ခံစားချက်အသက်ကြများတတ်ပါတယ်တချို့ရက်တွေမှာစိတ်အားတက်ကြွနေပြီးတချို့ရက်တွေမှာဘာမှမလုပ်ချင်လောက်အောင်စိတ်ပင်ပန်းနေတတ်ပါတယ်နော်အလောက်ကံအနေဖြင့်အရင်ကရက်နေသလိုဖြစ်နေတဲ့အလုပ်တွေပြန်လည်လှုပ်ရှားလာနိုင်ပါတယ်နော်ဒီကာလမှာအလုပ်ပြောင်းခြင်းတဲ့သူတွေအခွင့်အရေးအသစ်တွေကြားလာရနိုင်ပါတယ်နော်အထူးသဖြင့်ဖုန်းအသုံးပြုလုပ်ရတဲ့အလုပ်ရောင်းဝယ်ရေးဗီဒီယိုတင်ခြင်းဂိမ်းနှင့်ပတ်သက်သောအလုပ်များလူမှုကွန်ရက်အသုံးပြုရသောအလုပ်များကံပွင့်လာနိုင်ပါတယ်နော်ဒီကာလအတွင်းတောက်ကြသားသမီးအချို့မှာမိမိလုပ်နေတဲ့အရာကိုလူသိလာတာအားပေးသူတိုးလာတာအလုပ်အခွင့်အရေးအသစ်ဝင်လာတာမျိုးကြုံနိုင်ပါတယ်နော်ဒါပေမဲ့ကံတက်လာတဲ့ချိန်မှာမနာလိုသူလည်းပေါ်လာတတ်ပါတယ်အထူးသဖြင့်ကိုယ့်အကြောင်းကိုမေးမြန်းလွန်းတဲ့သူအရန်ချိုးတာပြီးချင်းကပ်လာတဲ့သူတွေကိုတတိထားသင့်ပါတယ်ငွေကြေးကံအနေဖြင့်ဒီကာလမှာဝင်ငွေတိုးနိုင်ပေမဲ့အသုံးစရိတ်လည်းများတတ်ပါတယ်အထူးသဖြင့်အိမ်ကိစ္စမိသားစုကိစ္စမိမိစိတ်ကြိုက်ဝယ်ယူမှုတွေကြောင့်ပတ်စံတွေထွက်များနိုင်ပါတယ်နော်တောက်ကြသားသမီးတွေကဒီကာလမှာစိတ်ပျော့လွယ်တာကြောင့်လူယုံပြီးငွေချေးမိတာကူညီမိတာတွေကြောင့်နောက်ပိုင်းစိတ်ပင်ပန်းရတတ်ပါတယ်နော်ချီရကံအနေဖြင့်အရင်ကပြတ်သွားတဲ့သူနဲ့ပြန်ဆုံနိုင်တဲ့ကာလဖြစ်ပါတယ်တချို့တော့တောက်ကြသားသမီးတွေမှာလူသစ်ဝင်လာနိုင်ပါတယ်နော်ဒါပေမဲ့ဒီကာလမှာစိတ်ခံစားချက်နောက်လိုက်ပြီးအလင်းစလိုဆုံးဖြတ်မိရင်နောက်ပိုင်းစိတ်ရှုပ်ရတတ်ပါတယ်နော်ကျန်းမာရေးအနေဖြင့်အေးပြက်ခြင်းစိတ်ဖိစီးမှုများခြင်းခေါင်းကိုက်ခြင်းဘိုက်အောက်ဘိုက်နာခြင်းများဖြစ်တတ်ပါတယ်နော်ဒီကာလမှာတောက်ကြသားသမီးတွေကတိတ်လေးစူးစမ်းပြီးစိတ်ကိုငြိမ်ထားနိုင်ရင်နောက်ပိုင်းမှာအောင်မြင်မှုရလာနိုင်တဲ့ကာလဖြစ်ပါတယ်အထူးသဖြင့်ဇွန်လကုန်ပိုင်းကစပြီးငွေဝင်ကံအလောက်ကံလူသိများကံတွေတဖြည်းဖြည်းပွင့်လာနိုင်ပါတယ်ရရအနေနဲ့တောက်ကြနေမနက်ပိုင်းမှာဖျားကိုပန်းဖြူရေချမ်းကပ်ပြီးမေတ္တာပွားပေးပါနော်ဒီကာလဟာတောက်ကြသားသမီးများအတွက်အခက်ခဲတွေကြားကနေတက်လာရမယ်ကာလဖြစ်ပါတယ်နော်